Tilted ဆိုတဲ့ဟာခေါင်းလေးကိုကျွန်တော်ကစောင်းလိုက်တာ Tilted shows interest, curiosity and appeasement ဘာလို့ဖော်ပြလဲကျွန်တော်တယောက်နဲ့စကားပြောတဲ့အခါမှာကျွန်တော်တို့ကမသိမသာလေးခေါင်းလေးကိုနည်းနည်းဒီလေးစောင်းပြီးတော့နားဒီလိုလေးလွတ်ပြလိုက်တဲ့ဟာတဲ့တစ်ဖက်လူကျွန်တော်ကဘာကိုပြရလဲတူပဲလို့ဆိုရင်ကျွန်တော်ကသူပြောနေတာကိုလက်ခံတယ်သူပြောတဲ့ဟာကိုကျွန်တော်က comfortable ဖြစ်တယ်သူ့ကိုယုံတယ်ဆိုတဲ့ဟာကိုကျွန်တော်ကဖော်ပြဒါ warmth ကိုသူ့ကိုကျွန်တော်နှွေးထွေးမှုကိုကျွန်တော်ဖော်ပြဘာလို့ခေါင်းဆောင်မှုကနှွေးထွေးမှုနဲ့လုံခြုံမှုကိုဖော်ပြရလဲဆိုရင်တစ်ဖက်လူကကျွန်တော်တို့ကိုခေါင်းဆောင်ပြတယ်ဆိုတဲ့ဟာဘာကိုပြရလဲဆိုရင်တဲ့ဒီကျွန်တော်တို့ဒီ level မှာပေါ့နော်ရှိတယ်တွေးကြောရှိတယ်အဲ့ level ကတွေးကြောအုံနောက်ကနေပြီးတော့နှစ်ဖက်စလုံးမှာရှိတယ်အုံနောက်ကနေပြီးတော့ heart ကိုတိုက်ရိုက်သွားတာကျွန်တော်တို့ကတကယ်လို့ဒီပတ်ဝန်းကျင်ဒီလူကိုမယုံဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်အန္တရာယ်ကိုပေးနေနိုင်တဲ့နေရာတွေအကုန်လုံးကျွန်တော်တို့ cover လုပ်ထားတယ်အဲဒါကြောင့်ကြောက်ပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုး꿰သွားတယ်ဒီလိုမျိုး cover လုပ်လိုက်တယ်အဲ့ဒါတွေဘာလဲဆိုရင်ဒီမှာဒီ level တွေအကုန်လုံး cover လုပ်တယ်ခန္ဓာကိုယ်တစ်ခုလုံး cover လုပ်ဒါတွေကဘာလုပ်လိုက်တာဆိုရင်အသက်အန္တရာယ်ကိုကနေကို cover လုပ်လိုက်တာအဲ့လိုမှပဲကျွန်တော်တို့ကအသက်အန္တရာယ်ပေးနိုင်တဲ့နေရာကိုဖော်ပြရဆိုရင်ဟာဒါဘာကိုပြလဲတစ်ဖက်လူကိုယုံကြည်ရဆိုရင်ဟာကိုဖော်ပြဒီစားစကားပြောပြီးဆိုလို့ရှိရင်အများကောင်မလေးတွေဘာလို့ပြလဲခေါင်းဆောင်ပြအဲ့ဒါလေဒါဘာကိုဖော်ပြလဲဒီသဘောတရားကိုပဲဖော်ပြအဲ့တော့ဟိုမြန်မာလိုပြောမယ်ဆိုတော့အထာပေးတာပေါ့နော်ခေါင်းဆောင်တယ်ပြီးရင်ခေါင်းဆောင်နေမကောက်ဘာလုပ်ပြဆိုရင်စပင်းမှာတက်ပြစပင်းမှာတက်ပြဆိုတာပို့ပြီးတော့ level ကိုပေါ်အောင်ပြရဆိုတဲ့သဘောတရားအဲ့ဒါတွေကကိုကနားလဲတာရင်လူတွေကိုဖတ်လို့ရ